ဒီနေ့ကျွန်တော်တို့လေလာဆွေးနွေးသွားမယ့်အကြောင်းအရာကတော့လက်တွေ့အရန်ကြပြီးလူတိုင်းနေ့စဉ်နဲ့မျှရင်ဆိုင်နေရတဲ့ကိစ္စတစ်ခုအကြောင်းပါ ဟုတ်ပါတယ်ရှင်တကယ်ကိုလူတိုင်းကြုံဖူးတဲ့ကိစ္စမျိုးပေါ့ စဉ်းစားကြည့်ပါဗျာအရေးကြီးတဲ့အလုပ်တစ်ခုလုပ်ဖို့ဒါမှမဟုတ်စာတမ်းတစ်ခုရေးဖို့စာဝဲမှာထိုင်လိုက်တယ်ကွန်ပျူတာကိုဖွင့်လိုက်တယ်ဒါပေမဲ့စာတလုံးမှမရရတည်ခင်ပါပဲရုပ်တရက်အခန်းကိုပန့်ရှင်းရေးလုပ်ချင်စေတယ်ပေါ်လာတယ်လေ ဟုတ်တယ်ဖုန်းလေးပါလေတော့တုတ်ချင်လာတာမျိုးပေါ့ အတိအကျပဲပြီးတော့ဖုန်းလေးကောက်ခိုင်းပြီး social media ပေါ်ရောက်သွားရော TikTok လိုမျိုးဒါမှမဟုတ် Facebook လိုမျိုးမှာဗီဒီယိုတွေတစ်ခုပြီးတစ်ခုကြည့်ရင်လည်းကိုတတိထားမိတာချိန်မှာတနားရီလောက်ကုန်သွားပြီ တော်တော်များများဖြစ်တဲ့ပြဿနာပါပဲ အဲ့ဒါကြောင့်ဘာဖြစ်လို့ကျွန်တော်တို့တွေတကယ်လှုပ်ချင်တဲ့တကယ်အရေးကြီးတဲ့အိမ်မက်တွေကိုအကောင့်တွေပေါ်ကိုစူးစမ်းတိုင်းအမြဲတမ်းအချင်းဆွဲနေမိကြရလဲဆိုတာကိုဆွေးနွေးချင်တာပါ စိတ်ဝင်စားစရာပဲနော် ဟုတ်တယ်ဒီအကြောင်းကိုစာရေးဆရာ Steven Pressfield ရေးသားထားတဲ့ The War of Art ဆိုတဲ့စာအုပ်ထဲလာနေကောက်နှုတ်ပြီးအသေးစိတ်ဖြန့်ချက်လေးလာသွားမှာဖြစ်ပါတယ်ဒီဆွေးနွေးမှုရဲ့အဓိကရွေးချက်ကတော့ကျွန်တော်တို့ကိုအဲ့ဒီလိုအချင်းဆွဲအောင်နောက်ဆုတ်သွားအောင်တားဆီးနေတဲ့မမြင်ရတဲ့ဆွမ်းအားကြီးမားလာတဲ့ရန်သူကိုဘယ်လိုဖော်ထုတ်ပြီးအနိုင်ယူရမလဲဆိုတာကိုရှာဖွေသွားဖို့ပါပဲ ဒီအကြောင်းအရာကလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာလေ့လာမှုတွေထဲမှာအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းတစ်ခုလို့ပြောလို့ရပါတယ် ဘယ်လိုမျိုးလဲခင်ဗျာ ကျွန်တော်တို့အားလုံးမှာကိုစီဖြစ်ချင်တဲ့ဆန္ဒတွေရှိကြတယ်လေစကျင်တဲ့စီးပွားရေးလုပ်ငန်းတွေရေးချင်တဲ့စာအုပ်တွေဒါမှမဟုတ် weight chop ဖို့အထက်မနေ့ဖြန်ကစပြီးလေ့ကျင့်ခန်းပုံမှန်လို့တော့မယ်ဆိုတဲ့ရေးရချက်တွေအများအားရှိကြတယ် ဟုတ်တယ်မနေ့ဖြန်မှာစမယ်ဆိုတာမျိုးအမြဲဖြစ်နေတာ အဲ့ဒါလေဒါပေမဲ့တကယ်တမ်းလက်တွေ့လှုပ်ဆောင်ဖို့အချိန်လဲကြာရောမမြင်ရတဲ့နိုင်ရန်ကြီးတစ်ခုကပိကထားတော့မျိုးနောက်ဆုတ်သွားတတ်ကြတယ်အဲ့ဒီမမြင်ရတဲ့အင်အားစုကားစီးနေတဲ့အရာကြီးကြောင့်ကိုဒီစာအုပ်ကတေချာကိုအမြင့်တပြည့်ထောက်ပြထားတာ ကဲဒါဆိုရင်ဒါကိုတေချာလေးအစနေဖြတ်ချက်ကြည့်အောင်ဗျာစာရေးဆရာကဒီမမြင်ရတဲ့ရန်သူကိုခုခံမှုတို့မဟုတ်အင်္ဂလိပ်လို resistant လို့နာမည်ပေးထားတယ် resistant ပေါ့ တာမန်အောက်ဖင်ဆိုရင်ကျွန်တော်တို့ကအလုပ်တစ်ခုမဖြစ်မြောက်တဲ့အခါပြင်ပအကျုံးရတဲ့ကိုအဖြစ်တင်တတ်ကြတယ်လေဥပမာအလုံးမှာတစ်သေးကဖျားပေးလို့မိသားစုကိစ္စတွေရှုပ်နေလို့ဒါမှမဟုတ်အခြေမရှိလို့ဆိုပြီးစင်ချေပေးတတ်ကြတယ် ပြင်ပကိုအပြစ်တင်လာကလွယ်တယ်လေ ဒါပေမဲ့စာအုပ်ထဲမှာတိတိကျကျဆိုထားတာကခုခံမှုဆိုတာပြင်ပကလာတဲ့အရာလုံးဝမဟုတ်ဘူးတဲ့သူကမိမိကိုယ်တွင်းကနေပဲကိုယ့်ရဲ့စိတ်ထဲကနေပဲမြစ်ဖျားခံလာတဲ့အရာဖြစ်တယ်ဆိုတာကိုတွေ့ရတယ် ဒီမှာအတော်လေးစိတ်ဝင်စားဖို့တောင်းတာက resistant ဆိုတဲ့ခုခံမှုတဲ့သဘောတဘာဝကိုတေချာနားလည်ဖို့လိုပါတယ် ဟုတ်ကဲ့ရှင်းပြပေးပါဦး ခိုးခံမှုဆိုတာလူတူးတယောက်ကိုပုတ်ခိုရေးအရာမုံတီးပြီးလိုက်လံဒုက္ခပေးနေတာမဟုတ်ဘူးရှင်ဥပမာဆွဲငင်တာဒါမှမဟုတ် gravity ကိုစဉ်းစားကြည့်ပါ ကဘာမြေဆွဲအားပေါ့ ဟုတ်တယ်ဆွဲငင်တာဆိုတာတဘာဝတရားရဲ့စွမ်းအားတစ်ခုပါသူကဘယ်သူမှရွေးချယ်ပြီးဆွဲချနေတာမဟုတ်ဘူးမိုးရွာရင်လည်းဘယ်သူမှရွေးပြီးရွာချတာမဟုတ်တယ်လို့ပဲခိုးခံမှုကလည်းတဘာဝတရားရဲ့ဓမ္မဒိဋ္ဌံကြတက်ရောက်နေတဲ့စွမ်းအားတစ်ခုသာဖြစ်ပါတယ် တော့ပေါ့ကြီးကိုတယောက်တည်းကိုရွေးပြီးဒုက္ခပေးနေတာမဟုတ်ဘူးပေါ့ အတိအကျပဲဒီနေရာမှာစာအုပ်ထဲကအလွန်အံ့တော့ဖွယ်ကောင်းတဲ့သမိုင်းဝင်ဥပမာတစ်ခုကိုဆွေးနွေးချင်တယ်ဒါကကြိုပြောထားချင်တာကနိုင်ငံရေးရာဘယ်ဘက်ကမှလိုက်ပြီးပြောနေလာမျိုးထောက်ခံနေရမှုလုံးဝမဟုတ်ဘူးနော်ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုပိတ်ပင်တဲ့ခုခံမှုကဘလောက်တောင်အင်အားကြီးတယ်လဲဆိုတာကိုသမိုင်းဖြစ်တစ်ခုနဲ့တက်တည်ပြယုံတက်ပါပဲ ဟုတ်ပါပြီအဲ့ဒီတမိုင်းဖြစ်ရလေးကဘာများဖြစ်မလဲခင်ဗျ ဟစ်လာရဲ့အကြောင်းမှာဟစ်လာအသက်16နှစ်အရွယ်တော့ကသူ့ဟာအမွေရထားတဲ့ငွေ900ခရိုနင်ကိုယူပြီးဗီယက်နမ်မြို့ကိုပန်းချီဆရာတယောက်ဖြစ်ဖို့အဆွေအိမ်မက်နဲ့ရွှေ့ပြောင်းဟဲ့ပူတယ် ပန်းချီဆရာဖြစ်ချင်းကြတာလား ဟုတ်တယ်ပန်းချီဆရာပါအဲ့ဒီမှာသူကအနုပညာအကယ်ဒမီတဲ့ပြီးတုကကျောင်းတွေကိုဝင်ခွင့်လျှောက်ထားခဲ့တယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးစာအုပ်ထဲမှာစိတ်ဝင်စားစရာကောင်းအောင်ထောက်ပြထားတာကဘာမှမရေးဆွဲရသေးတဲ့အလွတ်ဖြစ်နေတဲ့အဖြူရောင်ပတ်တုစလို့ကြီးကိုနေ့စဉ်ရင်ဆိုင်ရတာထက် ဟုတ်ကဲ့ ဒုတိယကဘာစစ်ကြီးကိုစတင်ဖန်တီးရတာကဟဲ့လာတော့ပို့ပြီးလွယ်ကူခဲ့တယ်ဆိုတဲ့အချက်ပဲ ဝါတကယ်ကိုကြက်တီးဆရာပဲ ဆိုလိုတာကဖန်တီးမှုအမှုပညာတစ်ခုကိုလုပ်ဖို့စ조사ရမှာကြုံတွေ့ရတဲ့ကိုတွင်းကခုခံမှုကလူတစ်ယောက်ကိုဘလောက်တောင်အကြောက်တရားပေးနေတယ်လဲဆိုတာပါပဲဖြစ်စီရတာကဖန်တီးရတာတဲ့အများကြီးပိုလွယ်ကူနေတတ်တယ် အဖြူရောင်ပတူစလကြီးကိုရင်ဆိုင်ရတဲ့အကြောက်တရားကကဘာစစ်ကြီးဖန်တီးရတာထက်ပိုကြီးမားနေတယ်ဆိုတာပေါ့ဒီခုခံမှုကဘလောက်တောင်အင်အားကြီးလဲဆိုတာစဉ်းစားသာကြည့်တော့ ဟုတ်တယ်လေ ပြီးတော့ဒီခုခံမှုကထာမနီးချင်းလုံကန်ဆောင်တာတွေမှာတိတ်မပေါ်လာတတ်ဘူးနော်မနထပြီးတွားတိုက်တာထမင်းစားတာတွေမှာခုခံမှုမရှိဘူး အဲ့ဒီလိုအလေးကျင့်နေမှာတော့မရှိဘူး ဒါပေမဲ့
အနှိမ့်ကြဆုံးအဆင့်ကနေအမြင့်မားဆုံးအဆင့်စီကိုကူးပြောင်းမဲ့အလုပ်တွေဥပမာဝိညာဉ်ရေးရတိုးတက်မှုအတွက်တရားထိုင်တာဖန်တီးမှုအမှုပညာတစ်ခုခုစတင်တာဒါမှမဟုတ်အများကျိုးပြုမဲ့ကိစ္စတွေကိုစတင်ဖို့ကြိုးစားတဲ့အခါမျိုးမှာဒီခုခံမှုကအပြင်းထန်ပေါ်ထွက်လာတာကိုတွားတွေ့ရတယ် မှန်ပါတယ်ကျွန်တော်ရီမန်းချက်တွေပိုရီလေးလေးခုခံမှုကပိုပြင်းထန်လေးလေးပါပဲအဲ့လိုအလိုမျိုးတွေလုပ်ဖို့ကြံရွယ်တိုင်းခုခံမှုကယောဂလက္ခဏာတွေအနေနဲ့ထပ်ပေါ်လာတတ်ပါတယ် ယောဂလက္ခဏာတွေဆိုတော့ဘယ်လိုမျိုးတွေလဲ အတိအကျဆုံးလက္ခဏာကတော့ခဏအစပိုင်းမှာပြောခဲ့သလိုအချင်းဆွဲခြင်းပါပဲငါဒီလိုကိုလုံတော့လုံမယ်ဒါပေမဲ့ဒီနေ့တော့ပြင်မဲနေပြီးမလက်ပြန်မှာပဲလန်းလန်းဆက်ဆက်နဲ့ဆက်လုပ်တော့မယ်ဆိုပြီးကိုယ့်ကိုယ်ယုံကြည်လောက်တယ်စင်ချီပြီးပြတတ်ကြတယ် ပြီးတော့နောက်ထပ်နေ့ရောက်တော့လဲနောက်ထပ်နေ့ကိုထပ်ရွှေ့ပြန်ရောလေ ဟဲ့ဒါပေါ့အချင်းဆွဲရဲ့တန်တရားဆိုတာအဲ့ဒါပဲ နောက်ထပ်ယောဂလက္ခဏာတစ်ခုကလည်းတော်တော်လေးလက်တွေ့ကြတယ်မိမိကိုယ်ကိုပြတ်ဆက်ဆန်ဆန်ပြဿနာရှာခြင်းတယ်ဒါကဘယ်လိုမျိုးလဲဆိုတော့တကယ်တမ်းစားပွဲမှာထိုင်ပြီးစားရရမယ်စားတကယ်ချင်းတယောက်ယောက်ရှိဖုံးဆက်ပြီးမလို့အပ်ပဲစကားများရံဖြစ်တာမျိုး ဟိုးအဲ့ဒါမျိုးခဏခဏတွေ့ရတတ်တယ် ဟုတ်တယ်ကိုယ့်ဘဝကိုမလို့အပ်ပဲရှုပ်ထွေးအောင်ပြဿနာတွေဖန်တီးတာမျိုးလုပ်တတ်ကြတယ်တကယ်တော့အဲ့ဒါတွေကအလုတ်လောက်ရမယ်ဖန်တီးမှုလုပ်နေထောက်ဖြစ်ချင်လို့ခုတ်ခမှုကဖန်တီးပေးလိုက်ကလမ်းလွှဲတွေမျက်လဲပြမှုတွေဖြစ်နေတတ်တယ် တကယ့်ကိုထိမိတဲ့အချက်ပဲနောက်ပြီး social media ပေါ်မှာအခြားသူတွေကိုအကြောင်းမဲ့ live ဝေခံတာအဖြစ်တင်တာတွေဟာလဲတကယ်တမ်းချက်တော့ကိုယ်တိုင်ဘာမှမလုပ်ဖြစ်တဲ့အခါခံစားရတဲ့မလုံခြုံမှုစိတ်မကျေနပ်မှုတွေနဲ့ထွက်ပေါ်လာတာဖြစ်တယ်လို့ဆိုထားပါတယ် ကိုယ်တိုင်မှဖန်တီးနိုင်တော့ဖန်တီးတဲ့သူတွေကိုလိုက်ဝေဖန်တော့တာပေါ့ ဒီနေရာမှာအကြောက်တရားနဲ့ပတ်သက်ပြီးစာရေးဆရာထောက်ပြထားတဲ့သဘောတရားတစ်ခုကတကယ့်ကိုအမြင်ကျစေပါတယ်များသောအားဖြင့်ကျွန်တော်တို့ကခုခံမှုကိုအကြောက်တရားအနေနဲ့ခံစားရတတ်ပါတယ်အလုပ်တစ်ခုစလုပ်မယ်ဆိုရင်ကြားရှုံမှာကိုကြောက်တယ်လူတွေလောင်ပြောင်းမှာကိုကြောက်တယ် အဲ့ဒီအခါကျတော့ကြောက်တဲ့အတွက်မလို့ဖဲနေလိုက်ကြတော့ ဒါပေမဲ့စောင်းထဲမှာကအကြောက်တရားဆိုတာလမ်းပြအိမ်မြောင်တစ်ခုဖြစ်တယ်လို့ဆိုထားပါတယ် ခဏလေးအကြောက်တရားကလမ်းပြအိမ်မြောင်ချစ်တယ်ဆိုတာဘယ်လိုမျိုးလဲနည်းနည်းလောက်ရှင်းပြပေးပါလား စဉ်းစားကြည့်လေမိမိတို့လှုပ်ဆောင်ရမယ့်အလုပ်တစ်ခုအပေါ်အကြောက်တရားနဲ့ခုခံမှုဘလောက်ကြီးမားစွာခံစားရလေထို့အလုပ်ဟာမိမိတို့ရဲ့ဘဝတူတည်ရေးနဲ့ဝိညာဉ်ရေးရာစင်ကဲဖြစ်စဉ်အတွက်ဘလောက်အရေးကြီးကြောင်းသိကြလေဖြစ်ပါတယ် ဆိုလိုတာကမကြောက်ရင်အဲ့ဒီလောက်ကတိတ်အရေးမကြီးလို့ပေါ့ အတိအကျပါပဲကို့အတွက်တကယ်အရေးမကြီးတဲ့ကိစ္စတစ်ခုဆိုရင်ကြောက်နေစရာကိုမလိုတာဒါကြောင့်အကြောက်တရားကိုရှုံပြေးရမယ့်အရာလို့မမြင်ပဲကိုတကယ်သွားရမယ့်လမ်းကိုညွှန်ပြနေတဲ့အီမြုံတစ်ခုအဖြစ်အတုံးပြနိုင်ပါတယ်အလုပ်တစ်ခုကိုတွေးလိုက်တိုင်းရင်ထဲမှာတိတ်ကနေဖြစ်သွားပြီးကြောက်စိတ်ဝင်လာတယ်ဆိုရင်အဲ့ဒါဟာဒီအလုပ်ကိုမဖြစ်မနေလုပ်ရမယ်ဆိုတဲ့အချက်ပေးခေါင်းလောင်းတယ်ပဲဖြစ်ပါတယ် ဒါဆိုရင်ဒီလောက်အင်အားကြီးမားတဲ့ခုခံမှုဆိုတဲ့မမြင်ရတဲ့ရန်သူကိုကျွန်တော်တို့ဘလို့အနိုင်ယူကြမလဲဒီအတိုင်းပဲလက်မြောက်အရှုံးပေးလိုက်ရတော့မှာလားဒီနေရာမှာစာအုပ်ရဲ့ဒုတိယပိုင်းဖြစ်တဲ့အပျော်တမ်းအဆင့်ကနေ professional တယောက်အဖြစ်ပြောင်းလဲခြင်းဆိုတဲ့အယူဆကဝင်လာပြီ turning pro ပေါ့နော် ဟုတ်တယ်ဝါဒနာပါဒအလုပ်ကိုလုဆောင်တဲ့နေရာမှာအပျော်တမ်းသမားနဲ့ professional ဂျန်ကကွာချက်ကဘာလဲဆိုတော့ကိုတေးသေးချာချာခွဲခြားပြထားတယ်စာရေးဆရာဆိုမဆက်မိုဟမ်မက်နာမည်ကြီးစကားတစ်ခုရှိတယ်လေတရင်တောက်တယောက်ကသူ့ကိုခမည်းကစိတ်ကူးညံပေါ်လာမှစာရေးတာလားဒါမှမဟုတ်အချင်းစရာနဲ့ရေးတာလားလို့မေးတဲ့အခါသူကရဲမိုးပြီးပြန်ဖြေခဲ့တယ် သူဘယ်လိုပြန်ဖြစ်လိုက်လဲ ကျွန်တော်ဟာစိတ်ကူးညံကိုမျိုးလာမှသာစာရေးပါသည်တို့တော့အဲ့ဒီစိတ်ကူးညံကနေ့စဉ်မနေ့9:00တိတိမှာပုံမှန်ရောက်လာတတ်တယ် အဲ့ဒီစကားကတကယ်ကိုထိမိတယ်ဒီအချက်ကိုပိုချေပြည့်နဲ့ရှုထောင်းနဲ့ဆက်ဆက်ကြည့်မယ်ဆိုရင် professional တွေဟာစိတ်ကူးညံပေါ်လာဖို့စိတ်ပါလာဖို့မူဝင်လာဖို့ထိုင်ဆောင်မနေဘူးဆိုတဲ့သဘောပဲသူတို့ကနေ့စဉ်အချိမှန်အလို့လို့ဖို့စာပွဲမှာအသင့်ရှိနေကြတယ် အပျော်တမ်းသမားကတော့စိတ်ပါမှာရာသီဥတုတာယာမှာအချိန်အားမှလွတ်တတ်ကြတယ်လေ အဲ့တော့ကြောင့် professional တယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကဘလောက်အရေးပါလဲဆိုတာကိုပြသနေတာပါ professional ဆိုတာကြောက်ရွံ့မှုကင်းမဲ့သွားတဲ့သူ superman လိုလူမျိုးလို့မထင်လိုက်ပါနဲ့ Hollywood မင်းသားကြီး Henry Fonda ရဲ့အကြောင်းကိုပြန်ကြည့်ရင်သူဟာအသက်85နှစ်အရွယ်အထိဇက်စင်ပေါ်မတက်မီတိုင်းအကြောက်လွန်ပြီးအန်လေးရှိခဲ့ပါတယ် အသက်85ညထီတော့အဲ့ဒီရဆိုတာတယောက်ဆောင်တဲ့တန်းတလောက်လို့หนีပါထင်နေပြီဒါတော့ဇက်စင်ပေါ်တက်ခါနေတိုင်းအငယ်လောက်ကောင်ကြောက်နေတော့မယ်ဆိုတော့တော်အံ့တော်စရာကြီး အဲ့ဒါပါပဲအန်တော်စီကောင်းတာကပွဲစဉ်တိုင်းကိုမပြတ်မကွက်တက်ရောက်တင်ဆက်နိုင်ခဲ့တာပါသူကြောက်လို့ပြားဆက်မကောတော့ဘူးဆိုပြီးတခါမှလက်မပြန့်ခဲ့ဘူးအကြောက်တရားဆိုတာဘယ်တော့မှပြောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာသူသိတယ် အကြောက်တရားနဲ့အတူရှင်တွဲနေသွားတာပေါ့ ဟုတ်တယ်
professional တွေဟာအကြောက်တရားရှိနေတဲ့တိုင်အောင်အဲ့ဒီအကြောက်တရားကိုရင်ဆိုင်ပြီးရှေ့ဆက်ဟန်သူတွေဖြစ်ပါတယ်ကိုယ့်အလုပ်ကိုအလုပ်နဲ့တူအောင်သဘောထားပြီးနေ့စဉ်ပုံမလို့ဆောင်ကြတာပါခုခံမှုဟာ professional တွေကိုတိတ်ကြောက်ပါတယ်ဘာကြောင့်လဲဆိုတော့ professional တွေကခုခံမှုထပ်ပိုးပြီးဇွဲကောင်းလို့ပိုပြီးတသမတီလှုပ်ဆောင်နိုင်စွမ်းရှိနေလို့ပါပဲ နောက်ထပ် professional ရဲ့ထင်ရှားတဲ့လက္ခဏာတစ်ခုကအောင်မြင်မှုဖြစ်စေကြာရှုံးမှုဖြစ်စေပုဂ္ဂိုလ်ရေးခံစားချက်အဖြစ်အလွန်အမြင်မခံယူတတ်တာကိုတွေ့ရတယ်။ကိုယ့်အလုပ်ကိုလူတွေဝေဖန်လို့ငါ့ကိုမုန်းနေတာလားဆိုပြီးစိတ်မကောက်ဘူးပေါ့ ဟုတ်တယ် not taking it personally ပေါ့ ။ဒီနေရာမှာ Tiger Woods ရဲ့2000ခုနှစ် Mr. Cocktail ရိပ်ပြိုင်ပွဲကအဖြစ်ပြက်လေးကိုပြန်စဉ်းစားကြည့်အောင်။သူကရန်အရေးကြီးတဲ့ရိုက်ချက်တစ်ခုအတွက်အာယုံစူးစိုက်ပြီးကောက်တန်လွဲနေတဲ့အချိန်ပရိသတ်ထဲကတယောက်ကရုတ်တရက်ကင်မရာခလုတ်နေလိုက်တဲ့ chat ဆိုတဲ့အတန်းကြဲလောက်ထွက်လာခဲ့တယ် အဲ့ဒီအချိန်မျိုးဆိုအရန်စိတ်တူစရာကောင်းတာနော် ။ပုံမှန်လူသားဆိုရင်ဘယ်လောက်ဒေါသထွက်เสียကောင်းလဲအာယုံစူးစိုက်မှုတွေအကုန်ပြက်ပြားသွားနိုင်တယ်။ဒါမဲ့ Tiger Woods ဟာဒေါသတကြီးလက်အော်တာမျိုးစိတ်တကြသွားတာမျိုးခံစားသွားတာမျိုးလို့မလုပ်ခဲ့ဘူး။ကောက်တန်လွဲနေတာကိုရပ်လိုက်တယ်။ချက်ချင်းပဲစိတ်ကိုပြန်လေစူးစီးတယ်။နောက်ထပ်အကောင်းဆုံး right ချက်တစ်ခုကိုပြန်လုပ်ပြသွားတယ် အဲ့လာက professional တယောက်ရဲ့အမြင့်မားဆုံးအာယုံစိုက်မှုပဲ professional တွေဟာပြင်ပကအနောက်အရှက်တွေဝေဖန်မှုတွေကိုမိမိရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့မှုတက်ဆိုင်လို့တေချာခွဲခြားထားနိုင်ကြတယ် ကို company တစ်ခုလို့တဘောထားတာမျိုးလား အတိအကျပါပဲ professional တယောက်ဟာကို corporation company တစ်ခုလို့တဘောထားတတ်ကြတယ်စဉ်းစားကြည့်ပါကိုအလုပ်ခန့်ထားတဲ့ဝန်ထမ်းတယောက်ပေါ့ဒီလိုခွဲခြားမြင်လိုက်တဲ့အခါအလုပ်မှာအဆင်မပြေမှုတွေကြုံလာရင်တောင်ပုဂ္ဂိုလ်ရေးအရာထိခိုက်ခံစားရတာမျိုးသိမရှိတော့ဘူးကြာရှုံးမှုတွေကိုတင်ခန်းစာအဖြစ်ယူပြီးမနှက်ဖြန်မနဲ့9နာရီတီးတီးမှအလုပ်စားပွဲကိုမပြတ်မခွက်ဖြန်ရောက်လာကြမှာဖြစ်ပါတယ် အေးဒီနေ့ကနေစက်ပြီးတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့နည်းနည်းလေးထူးခြားစမ်းကြဲတဲ့အပိုင်းကိုတွားကြည့်အောင်စာအုပ်ရဲ့နောက်ဆုံးပိုင်းမှာခုခံမှုကိုကြော်လွှားပြီးတဲ့နောက်ကြောက်ရှိသွားမဲ့ပုံမမြင်မတော့နေပြီဒါမှမဟုတ် the higher realm နဲ့နံပိုင်းဆိုင်ရာ USR တွေကိုဆွေးနွေးထားတယ် ဒီအပိုင်းကနည်းနည်းလေးနည်းနည်းသွားပြီနော် ဟုတ်တယ်ကျွန်တော်တို့နေ့စဉ်အလုပ်တွေကိုဆွဲမြင်းလှုပ်ဆောင်တဲ့အခါတနည်းအားဖြင့် professional ဆန်စာပွဲမှာထိုင်ပြီးအလုပ်လုပ်တဲ့အခါကျွန်တော်တို့ကကိုယ်တိုင်ချီလှုပ်ဆောင်နေရတာမဟုတ်ပဲပုံမကြီးမားတဲ့စွမ်းအားတစ်ခုကကုညီလာတယ်ဆိုတဲ့အယူဆပဲဖြစ်ပါတယ် share greed တွေဆိုရင်ဒီစွမ်းအားကို muse တို့မဟုတ်ဖန်တီးမှုနတ်သမီးလို့ခေါ်ဆိုကြပြီးတချို့ကလည်းကောင်းကင်တမန်တွေလို့တင်စားကြတယ် ကြည်လာတာမဟုတ်ဘူးပေါ့ အဓိကသဘောတရားကတော့ကိုကပြင်းရီမနေပဲစတင်လှုပ်ဆောင်လိုက်တဲ့အခိုက်အတန့်မှာပဲမမြင်ရတဲ့စွမ်းအားတွေကကျွန်တော်တို့ဘက်ကိုရက်တီလာပြီးအကြံဉာဏ်တစ်တွေဖန်တီးနိုင်စွမ်းတွေအလိုအလျောင်းပေါ်ထွက်လာတတ်ဆိုတဲ့အချက်ပါပဲတခါလေစာရင်တဲ့ကိုတော်မထီလိုက်ပဲစာကြောင်းလှလေးတွေထွက်လာတတ်တာမျိုးကြုံဖူးကြတယ်မလား အဲ့ဒီသဘောတရားကိုစိတ်ပညာရှင် Tom Laughlin ရဲ့ theory နဲ့တွဲပြီးလေ့လာကြည့်ရင်ပိုပြီးရှင်းလင်းသွားပါလိမ့်မယ် Tom Laughlin ကလူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံကိုအတ္တဒါမှမဟုတ် ego နဲ့စစ်မှန်တဲ့ကိုယ်ရည်ကိုယ်တွေ့ဒါမှမဟုတ် self ဆိုပြီးနှစ်ပိုင်းခွဲခြားပြထားပါတယ် ego နဲ့ self ဘာနော်ဘလို့ကွာခြားလဲခင်ဗျာ ဒီနှစ်ခုကဘလို့ကွာခြားလဲဆိုတာကိုဆေးရုံမှာကင်ဆာရောဂါကြွားနေပြီးတေးဖို့ချင်တိတ်မကြံတော့ဘူးလို့ဆရာဝန်ကသတ်မှတ်လိုက်တဲ့လူနာတယောက်ရဲ့ဥပမာနဲ့ရှင်းပြထားတယ်အဲ့ဒီလိုအခြေအနေမျိုးကိုတိလိုက်ရတဲ့ခိုင်ရတက်မှာလူနာရဲ့စိတ်အခြေအနေဟာချက်ချင်းဆိုလို့ပြောင်းလဲသွားတတ်ပါတယ် ချက်ချင်းပြောင်းသွားတာလား ဟုတ်တယ်အရင်ကအရန်အရေးကြီးတယ်လို့ထင်ခဲ့တဲ့ကိုယ့်ရဲ့ယာထူးဩစာရဏဂုံပကဒနာတခြားသူတွေကိုယ့်ပေါ်ဘယ်လိုအထင်အမြင်ရှိမလဲဆိုတဲ့အပေါ်ယံအတ္တတွေဟာချက်ချင်းအရေးပျော်ပျောက်ကွယ်သွားပါလေအဲ့ဒီစာငါမိသားစုကိုအချိန်ပေးခြင်းနဲ့ငါလှုပ်ချင်ခဲ့ပေမဲ့မလှုပ်ထိခဲ့တဲ့ပန်းချီဆွဲတဲ့အလုပ်လဲလှုပ်ချင်တယ်စတဲ့ဘဝမှာတကယ်တမ်းအရေးကြီးတဲ့စစ်မှန်တဲ့ကိုယ်ရည်ကိုယ်သွေးစီကိုအသိစိတ်ကအလိုလိုကူးပြောင်းသွားတတ်ပါတယ် ဒါဆိုရင်အတ္တဆိုတာကပြင်ပကဘာရဲ့တတ်မှတ်ချက်တွေအပေါ်ယံအရာတွေဖြစ်ပြီး self ဆိုတာကကိုယ့်ရဲ့ဝိညာဉ်ရေးရာအနှစ်သာရတကယ်အစစ်မှန်ပေါ့နော် အင်းတိချတာပေါ့အတ္တဆိုတာကရုပ်ပိုင်းဆိုင်ရာကဘာကြီးကိုပဲယုံကြည်တယ်သူအရာရာကိုထိန်းချုပ်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းကိုအရင်မွန်းတီးပါတယ် တို့ပေါ့ပြီဒါဆို resistance ကဘယ်ကလာတာလဲ ဒါကြောင့်လဲစစ်မှန်တဲ့ကိုယ်ရည်ကိုယ်သွေးတဲ့နဲ့ထွက်ပေါ်လာမဲ့ဖန်တီးမှုတွေကိုယ်ရည်ကိုယ်သွေးတိုးတက်မှုတွေကိုခုခံမှုဆိုတဲ့လက်နက်ကိုတုံးပြီးအမြဲတမ်းတိုက်ခိုက်နေတာဖြစ်ပါတယ် ego ကကိုယ့်ကိုတက်တုံးထက်တာဇုံထဲမှာပဲအမြဲနေစေချင်တာကို ဒီနေရာမှာအတ္တနဲ့စစ်မှန်တဲ့ကိုယ်ရည်ကိုယ်သွေးအားပြိုင်မှုကိုထပ်ပြီးရှင်းလင်းစေမယ့်သဘောတရားထူရှိတဲ့အဲ့ဒါကတော့အစိမ့်အတန်းခွဲခြားမှုအပေါ်အခြေခံတာနဲ့မိမိပိုင်ဆိုင်တဲ့နည်းမြေအပေါ်ခြေခံတာဆိုတဲ့
ယူဆပဲဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုရင် hierarchy နဲ့ territory ပေါ့ အဲ့ဒါလေးတေချာရှင်းပြပါအောင်ရှင် အနုပညာရှင်တွေဒါမှမဟုတ်ဖန်တီးရှင်တွေဒါမှလုပ်ငန်းခွင်ကလူတွေပဲဖြစ်ဖြစ်မိမိတို့ရဲ့အလုပ်ကိုလုပ်ဆောင်တဲ့အခါလူဖွဲ့စည်းရဲ့အဆင့်အတန်းကိုအခြေခံပြီးမလုပ်ဆောင်ပဲမိမိရဲ့ကိုယ်ပိုင်နေမျိုးကိုအခြေခံပြီးလုပ်ဆောင်ဖို့အလွန်အရေးကြီးတယ်လို့ဆိုရတယ် ဥပမာလေးနဲ့ဆိုရင်ပိုရှင်းမဲ့ထင်တယ် ဥပမာစာရေးရှီယာတယောက်ကငါစာကိုလူတွေဘယ်နှယောက် like လုပ်မလဲစာဖတ်သူတွေဘာကြိုက်လုပ်မလဲဆိုတာကိုအမြဲတမ်းမှန်းဆက်ပြီးသူတို့အကြိုက်လိုက်ရေးတာမျိုးအဲ့ဒါဟာအဆင့်အတန်းကိုအခြေခံတာဖြစ်ပါတယ် သူတို့ကသူတစ်ပါးရဲ့အတိမတ်ဖြူမှုလက်ခံမှုအပေါ်မှာမိခုနေရတယ်ကိုယ်ပိုင်ရည်တည်ချက်မရှိဘူးလေ နေမျိုးကိုအခြေခံနေဆိုတာကတော့လုံးဝကွဲပြားပါတယ်ကိုကျွမ်းကျင်တဲ့ကိုပျော်မွေ့တဲ့နေပဲတစ်ခုပေါ့ဥမာအဖြစ်အာနိုဆွာဇင်နေကကိုကြည့်ပါသူဟာနာမည်ကြီးမင်းသားပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်လာပြီမဲ့လူသူမရှိတဲ့အားကစားရုံမှာတယောက်တည်းတန်နှုံးနေမင်းနဲ့လေ့ကျင့်ခန်းလုပ်နေရတာကိုပဲအမြဲပျော်မွေ့နေတာပါတယ် သူတယောက်တည်းတော့မလုံနေမှာပေါ့ ဟုတ်တယ်ကဘာပေါ်မှာသူတယောက်တည်းကြံနေခဲ့တော့ဒီလုတ်ကိုဆက်လုပ်နေအောင်ပဲလို့ဆိုလိုတာပါ Jim ဆိုတာသူ့ရဲ့ territory ပဲနေမီဆိုတာကိုကအထုံးမှုပေးရရင်သူကပြန်ပြီးစိတ်ကြည်နေမှုခွားဆိုတာတွေကိုပြန်ပေးတဲ့နေရာမျိုးပါ သူများလက်ခုပ်တီးတာမတီးတာနဲ့မဆိုင်ဘူးမော့လို့ကိုနိုင်ကပေးတဲ့ရတာအတွက်တတ်တဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဖန်တီးရှင်တွေဟာမိမိတို့ရဲ့စစ်မှန်တဲ့ကိုယ်ဤကိုယ်သွေးကနေလာတဲ့အတန်ကိုနားထောင်ပြီးနေမီကိုအခြေခံကအလုံးလုံးကြရမှာဖြစ်ပါတယ် ဒီတော့ကျွန်တော်ကခုဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်အောင် resistance လို့ခေါ်တဲ့ခုခံမှုကိုရင်ဆိုင်ရတယ် professional လို့ပြောင်းလဲတွေးတော်ရတယ်ပြီးတော့ကိုယ့်ရဲ့စစ်မှန်တဲ့နေမီကိုရှာရတယ်ဒါတွေအလုံးကဘာကိုဆိုလိုတာလဲ အားလုံးကိုခြုံကြည့်လိုက်ရင်တိတ်လှပတဲ့အဖြစ်တစ်ခုရလာပါတယ် ဒီစာအုပ်ကနေကျွန်တော်တို့ရရှိနိုင်တဲ့အဓိကသတင်းစကားကတော့ဖန်တီးမှုအလုပ်သုံးဖို့မိမိရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ချင်းဆိုတာငါအတွက်ဆိုတဲ့တကူကောင်းဆန်တဲ့အလုပ်မဟုတ်ဘူးဆိုတာပါပဲဒါကဘာကြီးအတွက်ပေးဆက်ရမယ်လက်ဆောင်တစ်ခုသာဖြစ်ပါတယ်လူသားတိုင်းမှာမွေးရပါလာတဲ့ထူးခြားတဲ့စွမ်းရည်တွေတောင်းဝန်တွေကိုစီရှိကြပါတယ် အဲ့ဒီအရာတွေကိုမလုံဆောင်ဘဲရှောင်လွှဲနေခြင်းခုခံမှုကိုအရှုံးပေးလိုက်ခြင်းဟာမိမိကိုယ်လိုက်အတွက်တာမကဒီလက်ဆောင်ကိုရရှိခံစား권ရှိတဲ့လောကကြီးတစ်ခုလုံးအတွက်ပါနစ်နာဆွေခဲ့ဆိုတာသွားတွေ့ရတယ် မှန်ပါတယ် ကျွန်တော်တို့အားလုံးဟာမိမိတို့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုအကောင့်အထည်ဖို့တာဝန်ရှိပါတယ် ခုခံမှုကိုအပြည့်အဝဖျောက်ဖျက်ပြဖို့မဖြစ်နိုင်ဘူးဆိုတာကိုတော့ ခုခံမှုဆိုတာကိုအပြည့်အဝဖျောက်ဖျက်ပြီးလို့မရနိုင်ဘူးဆိုတာကိုလက်ခံရမယ်။ဖျောက်ဖျက်ဆွေရလဲမလို့ဘူး။အကြောက်တရားကိုအိမ်မြောင်တစ်ခုလိုသုံးပြီး professional တယောက်ရဲ့စိတ်ဓာတ်မျိုးနဲ့နေ့စဉ်ပုံမှန်စာပွဲမှာထိုင်ပြီးရင်ဆိုင်ကြော်လွှားသွားဖို့ပဲလိုပါတယ် ကိုယ့်ရဲ့ဖန်တီးမှုကိုကဘာကြီးကလိုအပ်နေတဲ့ဆိုတဲ့သဘောပေါ့ ။ကိုဝါဒနာပါတဲ့ကိုလုတ်ရမယ်ဖန်တီးမှုအလုပ်ကိုလှုပ်ဆောင်ခြင်းဟာမိမိရဲ့ဝိညာဉ်ရေးရတိုးတက်မှုအတွက်ရောလူသားမျိုးနွယ်တစ်ခုလုံးရဲ့စင်ကဲတစ်ဆွေအတွက်ပါတထောင်တနေရာကနေပါဝေကူညီနေခြင်းဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့အရေးကြီးပါတယ်။ကိုယ့်ရဲ့ဖန်တီးမှုကိုကဘာကြီးကလိုအပ်နေတယ် ဒီနေ့ဆွေးနွေးမှုရဲ့အဆုံးသတ်နေနဲ့နားဆင်နေတူတဲ့လေးနဲ့တဲ့နောက်ဆုံးတွေးတောဝရမိဟုံးတစ်ခုကိုခြံရက်ခဲ့ခြင်းပါတယ် ။ဟုတ်ကဲ့ပါများဖြစ်မလဲ စာအုပ်ထဲမှာဖော်ပြထားတဲ့အတိုင်းဆိုရင်မိမိတို့ရဲ့အသက်မတွင်းရသေးတဲ့အိမ်မက်တွေအကောင်အထည်မဖော်ရသေးတဲ့စွမ်းရည်တွေဟာအချိန်ကြာလာရင်ဒီအတိုင်းအငွေ့ပြန်ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘူးတဲ့အဲ့ဒီအစားသူတို့ကရုပ်ပိုင်းဆိုင်ရာဖြာနာမှုတွေဒါမှမဟုတ်စိတ်ကြယောဂတွေအဖြစ်တို့ပြောင်းလဲအတွင်းယူသွားနိုင်တယ်လို့ဆိုပါတယ် ။တကယ်ကိုစဉ်းစားစရာပါပဲ ဒီတော့ကိုပြန်မေးကြည့်အောင်ပါကိုတကယ်လုတ်ချင်ခဲ့ပေမဲ့အကြောင်းမျိုးပြပြီးအန်ဆွဲတဲ့ထဲပိတ်ထားခဲ့တဲ့အိမ်မက်တွေဝါသနာတွေကဘာတွေများဖြစ်မလဲ ။အင်းဘာတွေဖြစ်မလဲ အကယ်၍အကောင့်ထဲမှာဖော်ခဲ့တဲ့အိမ်မက်တစ်ခုကလူတစ်ယောက်ကိုတကယ်တမ်းရောဂါရလာစေနိုင်တယ်ဆိုပါကယခုလက်ရှိအချိန်မှာလီလူရှုခံထားတဲ့မေဒီရမတ်တုမဟုတ်ဝါဒနာကများမိမိတို့ရဲ့ဂျာမရဲ့နဲ့နေကျင်ဘဝသူကချမ်းသာကိုတိတ်တဆိတ်ထိခိုက်စေနေတယ်လဲဆိုပါလေတွေးကြည့်စေချင်ပါတယ်ကိုရဖန်တီးမှုတွေကိုထပ်ပြီးချိန်မဆွဲပါနဲ့တော့လို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နာလိုက်ပါစေ